စဉ်းစားကြည့်ပါအင်းအားကြီးတဲ့နိုင်ငံတစ်ခုပြင်ပရန်သူကြောင့်မဟုတ်ဘဲကိုလူတွေကြောင့်ပဲပျက်စီးသွားတယ်ဒီဟာကတော့မြန်မာသမိုင်းထဲကအင်းအားကြီးမားတဲ့မင်းဆက်တစ်ခုဖြစ်တဲ့အင်းဝခီရဲ့ဇာတ်လမ်းပါဒါပေမဲ့နိုင်ငံအတွင်းမှာတော့အာဏာဟာတည်ငြိမ်မှုမရှိခဲ့ဘူးမင်းသားတွေဟာထီးနှံအတွက်အချင်းချင်းသွေးထွက်တန်ယူတိုက်ခိုက်ကြတယ်စစ်သူကြီးတွေကလည်းတစ္ဆာဖောက်ပြီးအသက်ရှင်ဖို့အနိုင်ရမယ့်ဘက်ကိုလှည့်သွားကြတယ်ဘရင်တစ်ပါးကန်ကုန်သွားတိုင်းမတည်ငြိမ်မှုတွေစတင်လာတယ်ဘသူထီးနှံတက်မလဲဆိုတာမသိချလို့အတွင်းစစ်ဟာမဖြစ်မနေဖြစ်လာတယ်အင်းဝဟာကိုအချင်းချင်းပြိုကွဲနေတဲ့အချိန်မှာရန်သူတစ်ဖွဲ့ကတိတ်တဆိတ်စောင့်ကြည့်နေခဲ့တယ်ဒါကတော့ရှမ်းစော်ပွားများဖြစ်ပါတယ်သူတို့ဟာကြိမ်ကြိမ်ဝင်တိုက်ခဲ့ပြီးအင်းဝကတော့တစ်ကြိမ်ပြီးတစ်ကြိမ်ပိုပြီးအားနေလာတယ်1529ခုနှစ်မှာတော့အားလုံးပြိုလဲသွားခဲ့တယ်ရှမ်းတပ်တွေဝင်ရောက်တိုက်ခိုက်ပြီးတချင်းကအင်းအားကြီးခဲ့တဲ့အင်းဝမြို့ပြိုလဲသွားပါတယ်အင်းဝဟာအင်းအားနေလို့ပျက်စီးခဲ့တာမဟုတ်ပါဘူးနိုင်ငံအတွင်းကခွဲခြားကွဲပြားမှုတွေကြောင့်ပါပြိုလဲသွားတာပါအင်းဝရဲ့အဆုံးသတ်ကသမိုင်းတစ်ခုမဟုတ်ပါဘူးသင်ခန်းစာတစ်ခုပါနိုင်ငံတနိုင်ငံအတွင်းကခွဲခြားမှုဟာအကြီးမားဆုံးအန္တရာယ်ပါပဲဒီလိုသမိုင်းတွေကနေသင်ခန်းစာယူနိုင်ပါတယ်မင်းရဲ့အမြင်ကိုလည်း comment မှာမျှဝေပေးခဲ့လို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်